အားလုံးမင်္ဂလာပါကျွန်တော်ခုပြောပြမယ့်အကြောင်းအရာဒီသတင်းလာစာဗုဒ္ဓဘုဆုံးအမီရှင်တွေရဲ့အကြောင်းဖြစ်ပါတယ်ဒီသတင်းလာစာဗုဒ္ဓဘုဆုံးအမီရှင်တွေကိုကြည့်တဲ့အခါကျတော့သူကလည်းဒီသူ့ရဲ့မူလမွေးနံနေတော့၃ခုမြောက်ဖြစ်တဲ့တွိရနဲ့တွဲပြီးတော့မှဲ့ထားတဲ့အမီတွေဖြစ်တယ်အဲ့ဒီလိုဒီတွိရနဲ့တွဲမှဲ့ထားတဲ့အမီတွေဟာဆိုရင်စိတ်မတည်ငြိမ်တာစိတ်အပြောင်းလဲများတာเนาะအပေါင်းအသင်းမိတ်ဆွေကောင်းအကျိုးမပေးတာဒါမျိုးတွေဖြစ်တတ်ပါတယ်ဒီနေရာမှာကျွန်တော်တခုပြောပြချင်တာဒီနာမည်အစနာမည်အဆုံးအတွဲတွေဟာဒီကောင်းချင်းဆိုးချင်းတွေကတော့ဖြစ်နေပါပဲဒါတယောက်တယောက်ဒီနာမည်အတွဲပေါ်မူတည်ပြီးတော့ကောင်းချင်းဆိုးချင်းမတူတာပဲရှိမယ်เนาะဒါပေမဲ့ဖြစ်နေပါပဲဒါပေမဲ့တခုတော့ရှိတာဘာလဲဆိုတော့ဒီကိုယ့်ရဲ့ဒီဆိုးနေတဲ့ကံဆိုးနေတဲ့အတွဲဆိုးနေတဲ့အကျိုးတရားတွေကိုเนาะဉာဏ်ရှိတဲ့လူကကြတော့ကိုယ့်အကိုပြန်ပြုတ်ပြီးတော့ထိန်းချောင်းတယ်เนาะတချို့ကကြတော့အဲ့လိုမထိန်းချောင်းလွတ်ပေးထားတယ်အဲ့လိုလေးတော့ကွာတယ်တချို့တွေဆိုရင်ဒီနာမည်ရဲ့အတွဲတွေကြောင့်ပေါ့နော်ဒီသူ့ရဲ့ကံကြမ္မာတကယ်ကြတော့စိုးရမှာဒါပေမဲ့လက်တွေ့မှာကြောင့်မစိုးဘဲနဲ့ကံနေရန်ကောင်းနေတယ်စီးပွားဥစ္စာတွေတိုးတက်နေတာဒါမျိုးတွေ့ရတတ်တယ်ဘာလို့လဲဆိုတော့နာမည်ကဒီစိုးနေပြီမဲ့နော်အဲ့ဒီနာမည်ကြောင့်ပေးလာတဲ့အစိုးတက်ကိုသူကသူ့ဉာဏ်နဲ့ပြန်ထိန်ပြုပြင်ပြီးတော့မကောင်းတာတွေမလုပ်တော့ဘူးဒီပြုပြင်ရမယ့်ဟာတွေပြုပြင်တယ်တဘောကဒီနာမည်အတွဲတွေကြောင့်ထွက်ပေါ်လာတဲ့ဒီတက်ခိုက်မှုကြောင့်ထွက်ပေါ်လာတဲ့စိုးကျိုးတရားတွေကိုဉာဏ်နဲ့ပြန်ထိန်းပြီးတော့ဒီကောင်းတဲ့ဘက်ကိုပြန်ရအောင်ဆွဲတင်တယ်တချို့ကြတော့ဒီကိုယ့်ရဲ့ဒီနာမည်ခိုက်လို့ထွက်ပေါ်လာတဲ့တက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့စိုးကျိုးတွေကိုကိုကဉာဏ်နဲ့မပြုပြင်ဘူးအဲ့ပေါ်မှာမြှုပ်လိုက်သွားတယ်အဲ့ဒီလိုမျိုးလူမျိုးတွေကြတော့ဒီနာမည်ရဲ့စိုးကျိုးတိုင်းခံစားရတာများတယ်အဲ့တော့ဒီကျွန်တော်တင်းလာစဗုဒ္ဓဘုဆုံးအမီရှင်တွေဟာခုနပြောတဲ့အချက်လေးတော့အားနေတယ်ပေါ့နော်ဒီအပေါင်းအသင်းကိစ္စနော်အဆင်မပြေတာအပေါင်းအသင်းကြိုးမပေးတာဒါမျိုးလေးတော့ရှိတယ်ဒီတင်းလာစဒီဗုဒ္ဓဘုဆုံးအမီရှင်တွေမှာဒီကောင်းတဲ့ချက်၃ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီသူတို့ကဒီအင်္ဂါကျိုးကိုအားကောင်းစေတယ်တောက်ကြကျိုးကိုအားကောင်းစေတယ်စနေကျိုးကိုအားကောင်းစေတယ်အင်္ဂါကျိုးနဲ့တောက်ကြကျိုးကိုအားကောင်းစေတဲ့အတွက်ကိုဒီတင်းလာစဗုဒ္ဓဘုဆုံးအမီရှင်တွေဟာအိမ်တော်ကြီးနဲ့ပတ်သက်လို့ကံကောင်းတယ်ဒါပြင်ဒီစနေကျိုးအားကောင်းစေတဲ့အတွက်ကိုတင်းလာစာဗုဒ္ဓဆိုအမီရှင်တွေဟာလက်အောက်ငယ်သားကောင်းတပည့်တပန်းကောင်းတွေရရှိတတ်ပါတယ်နော်ဒါကတော့ဒီကောင်းတဲ့ချက်လေးတွေပေါ့နော်တင်းလာစာဒီဗုဒ္ဓဆိုအမီရှင်တွေဟာသူတို့ဘဝတစ်လျှောက်လုံးမှာဒီအဆောင်ကောင်းနေနဲ့နော်ဘရောက်သာပရီကိုလုံးပရီလည်းရနော်အဲ့ဒါကိုသွားတရဆောင်သွားမယ်အားတိုင်းလည်းပုတ်တော့လို့ရွတ်ပြီးတော့ပြီးစိတ်နေမှာဆိုရင်သူတို့ရဲ့ဘဝတစ်လျှောက်လုံးမှာအလုတ်ကအခက်အခဲတွေငွေကြီးအခက်အခဲတွေအိမ်တော်ကြီးအခက်အခဲတွေနော်ဘောအခက်အခဲတွေအနောက်ရှက်တွေဒါတွေကင်းဝေးပြီးတော့အခက်အခဲတွေကြော်လွှားပြီးတော့အောင်မြင်မှုတွေရရှိမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီနာမည်လေးရဲ့အကြောင်းကိုနေ့စဉ်ဘူးသူသားရအောင်ပြောပြပေးနေတာဖြစ်ပါတယ်ခရက်သားသူအလုံးအဆဆရဆင်ပြေကြပါစေကောင်းကျိုးမင်္ဂလာလူရင်းဆန္ဒများပြည့်စုံကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ